왜? 저냐이 러다 히네드고 따기 바고 후토에 이소시 라미 하바크 사파도트 아스포키 발루이 도스포키 아스포터 둘루이 하베코 카이티 네 니말리 하베코 카이니 네 티말리ဖြစ်ပါတယ်ဆိုဒီကြံချက်ကတော့မတရားမှုများအလယ်မှာဆင်းရဲဒုက္ခအတွင်းမှာဘုရားသခင်ကိုခစ်ခေါ်ပြီးတော့အကူအညီတောင်းခြင်းယုံကြည်ခြင်းနဲ့စောင့်ဆိုင်ခြင်းမျှော်လင့်ခြင်းနဲ့အသက်ရှင်ခြင်းအကြောင်းဖြစ်ပါတယ်ဆိုဦးဆုံးကြံချက်ကိုမလေ့လာမီနောက်ခံသမိုင်းလေးကိုအကျဉ်းလေးပြောချင်ပါတယ်ဇဟာဘကုတ်ကတော့ AD BC 620ကြားမှာ prophet ပြုတဲ့သူကြောင့်ဖြစ်ပါတယ်ဒါကတော့ယူဒပြည်မကြရှောင်းမီယေရုရှလင်မြို့မပြတ်စီးမီအချိန်လေးမှာ prophet အမှုတော်ဆောင်တဲ့သူကြောင့်ဖြစ်ပါတယ်ဆိုဒီအချိန်မှာတိုင်းပြည်ရဲ့အနေအထားကတော့တည်ငြိမ်မှုမရှိဘူးပေါ့နော်ယူဒပြည်ကတည်ငြိမ်မှုမရှိဘူးဒီယောရှိဘုရင်ကွယ်လွန်ပြီးတဲ့နောက်ပိုင်းမှာတက်လာတဲ့ဘုရင်တွေကအလုံးဟာပျက်စီးခြင်းကိုဥဆောင်သွားတဲ့အကြောင်းတွေ့ရပါတယ်နောက်ဒီကိုကျင့်တရားနဲ့ဝိညာဉ်ရေးအပိုင်းကိုကြည့်မယ်ဆိုရင်လည်းပဲအကြံဖက်မှုတွေပျက်စီးမှုတွေဖိနှိပ်မှုတွေတွေ့ရတယ်နောက်ဝိညာဉ်ရေးမှာလည်းပဲယာဝေဖျားအစာရုပ်တုဆင်းတုတွေကိုကြည်ကြပြန့်ပြကိုးကွယ်လာတဲ့အကြောင်းတွေ့ရပါတယ်တရားဥပဒေလည်းပဲစိုးမိုးခြင်းမရှိတော့ဘူးပြီးတဲ့အခါမှာဆိုးတဲ့သူတွေကကောင်းစားတယ်ဖြောင့်မတဲ့သူတွေကဒုက္ခဆင်းရဲခံတဲ့အကြောင်းဖြစ်ပါတယ်ဆိုတော့ဒီအချိန်မှာ prophet Habakkuk က prophet ပြုပါတယ်ဆိုတော့ဒီကြံချက်ကိုကြည့်တဲ့အခါမှာ Habakkuk ခိုင်1ငယ်2မှ4ကိုကြည့်တဲ့အခါမှာကျမ်းစာအုပ်ရှိလည်းပဲကြည့်လို့ရပါတယ်။အိုးထာဝရဘုရားကိုတော်သည်ကြားတော်မူပဲအဘယ်မြတ်ကာလပတ်လုံးကျွန်ုပ်ဩဟေရပါမည်မင်းဤကေတော်မူပဲကျွန်ုပ်သည်အတ္တမမှုခံ၍ရှိတော်၌အဘယ်မြတ်ကာလပတ်လုံးဩဟေရပါမည်မကြားသောအမှုကိုကျွန်ုပ်အားအဘယ်ကြောင့်ပြတော်မူသည်နည်းအတ္တမမှုကိုအဘယ်ကြောင့်မြင်စေတော်မူသည်နည်းလူယူခြင်းအနိုင်ထက်ပြုခြင်းအမှုသည်ကျွန်ုပ်ရှေ့မှာအဘယ်ကြောင့်ရှိရပါသနည်းငြင်းခုန်ခြင်းယာတွေ့ခြင်းလည်းအဘယ်ကြောင့်လူချင်းပြရပါသနည်းတို့ဖြစ်၍တရားလျော့ပါ၏တရားတစ်ဖြစ်စီဆုံးဖြတ်ခြင်းမရှိပါမတရားသောသူတို့သည်ဖြောင့်မတ်သောသူတို့ကိုဝိုင်းသောကြောင့်မတရားတစ်ဖြစ်စီရင်ဆုံးဖြတ်ကြပါ၏ဇဟာဘက်ကုတ်ကမကြေမနဖြစ်တာတွေ့ရပါတယ်ထာဝရဘုရားကိုတော်ကြားတော်မူပဲအဖေမြတ်ကာလပတ်လုံးဩဟေရပါမည်ကဲတင်တော်မူပဲကျွန်ုပ်သည်အထမမှုခံ၍ရှိတော်နဲ့အဖေမြတ်ကာလပတ်လုံးဩဟေရပါမည်ဆိုဒီကောင်းသောသူများဒုက္ခဆင်းရဲခံရတယ်အကြံဖက်မှုတွေမတရားမှုတွေဖိနှိပ်မှုတွေပတ်လည်းမှာဖြစ်ပြနေတာဟာဘက်ကုတ်တွေ့ရတယ်ဆိုဒီလိုဖြစ်ပြနေတာကိုဘုရားသခင်က
ဘာမှမလုပ်ဘဲနဲ့တိတ်ဆိတ်စွာနေတယ်လို့ဟာဘကုတ်ခံစားရပါတယ်သူစိတ်တွေရှုပ်ထွေးနေပါတယ်သူစိတ်ပြက်နေပါတယ်သူပရောဖက်ပြုတဲ့အချိန်ကာလမှာအခုနပြောတဲ့နိုင်ငံရေးအခြေအနေလူမှုရေးအခြေအနေဘာသာရေးဝိညာဉ်ရေးအခြေအနေအလုံးဟာကမကမဖြစ်နေတော့ဘုရားသခင်ကကျွန်တော်ရဲ့အော်ဟစ်တန်ငိုကြွေးတန်မကြားရဘူးလားဘယ်လောက်ကြာအော်ရမှာလဲဘယ်လောက်ကြာအတနာတော်ခံမှာလဲသူစိတ်နှလုံးထဲမှာသူဝိညာဉ်ရေးပေါ်တော့သူရုန်းကန်နေရတယ်သူယုံကြည်တဲ့ဘုရားကောင်းသောအရာဒီဒုက္ခတွေ့ရတယ်မကောင်းတဲ့အရာဒီအောင်မြင်နေတယ်သူစိတ်ရှုပ်ထွေးနေတယ်စိတ်ပြက်နေတယ်ဆိုကနာဖတ်တဲ့ကြံကြမ်းမှာအတ္တမမှုတွေခံရတယ်တဲ့အကြမ်းဖက်မှုတွေခံရတယ်လို့ပြောခြင်းသည်ဒီမျိုးသားလုံးတည်ငြိမ်မှုမရှိတာကိုရောင်ပြဟတ်နေတာဖြစ်ပါတယ်ဆက်လက်ပြီးတော့ဖော်ပြပါတယ်ဒုယူကြတယ်အနိုင်ချက်ပြုကြတယ်ငင်းခုန်ရာတွေ့ကြတယ်အမှားတွေလုပ်ကြတယ်လို့ဖော်ပြပါတယ်ဒါတော့လူမှုရေးပြပြမှုတွေတရားမဲ့နေတာတွေကိုဆိုလိုတာဖြစ်ပါတယ်ဆက်လက်ပြီးတော့တရားကြော့ပါ၏တရားတစ်ဖြင့်စီဆုံးဖြတ်ခြင်းမရှိပါလို့ဖော်ပြထားပါတယ်တရားစီရင်မှလည်းပဲအပြစ်ကင်းသူတွေကိုအကာအကွယ်ပေးနိုင်ဘူးလို့ဆိုလိုတာဖြစ်ပါတယ်ဆိုတော့ဒီအခိုင်1ငယ်2မှ4ကတော့ဟာဘကုတ်ရဲ့ဒီဖျားသခင်အပေါ်မှာမကြည်မနှဖြစ်တဲ့အကြောင်းပေါ့နော်စိတ်လည်းမရှိတော့ဘူးစိတ်လည်းပြည့်တယ်စိတ်လည်းရှုပ်ထွေးနေတယ်ပလည်းမှာတွေ့ရမြင်ရတဲ့အရာတွေကြောက်ပေါ့နော်အခုနကျွန်တော်ဖတ်ပြီးဖြစ်ပါတယ်ရွာယဘကုထောတာတော့နတနာခုပါစီလေယဘကုပသူထောလဲဓမ္မအဆွေဟိုတော့သူကခေါ်ကြပါနေမေစီလေဒုတိပါရလဲဒါအတာသောနဒုခွာရလဲဒါနတာဖောမေအပါမနုလေဓမ္မတယူဒေါ်ဓမ္မနေစုအလေးအမေညာဒေါ်တာအေလိုဆုကေလိုအိုထောဝဲဒေါ်တာကေလိုဘောလိုပတ်ထောသာလောမာသာကြီးနေတော့ဒါသောတာသောဆာလောဝဲဒေါ်တာစညောတော်တလက်ထောလဲပါအခေဒီဘတ်တော်ပါနေမနဘွာတော်လက်လောတာလောမာသာကြီးနေတော့ဒါစညောဒကေလိုထောဝဲတာလောဘယ်လောက်သူစိတ်ပြည့်တယ်လဲဖះကိုသူကမေးခွန်းတွေထုတ်တာပေါ့နော်ဖះကိုသူကတန်တရားစိတ်တော့မဝင်ဘူးသူမေးခွန်းထုတ်တာဘယ်လောက်ကြာအောင်မလဲဖះကိုဒီလောက်ယုံတာဒီလောက်အားကိုးတာပေါ့နော်ဘယ်လောက်ကြာအောင်မလဲဆိုကြည်ဟဘကုတ်ရဲ့ထူးခြားချက်ကတော့တခြားပရောဖက်တွေကဖះခင်ကိုစားလူမျိုးတော်ကိုဖះရဲ့စကားကိုပြောပြတဲ့သူတွေပေါ့နော်ဖះသခင်ကိုစားလူမျိုးတော်ကိုဖះရဲ့စကားပြောချတယ်ဒါပေမဲ့ဟဘကုတ်ကြတော့လူမျိုးတော်ကိုစားဖះကိုသူကစကားပြောတယ်ဒါသူရဲ့ထူးခြားချက်ပေါ့နော်လူမျိုးတော်ကိုစားဖះကိုသူကအတနာခံတယ်သူမေးတယ်သူစောရကတက်တယ်ဒါထူးခြားချက်ပေါ့နော်ဆိုတော့အခိုင်နှစ်အငယ်1မှ4ကိုကျွန်တော်တို့ကြည့်ရအောင်နော်ဒုတိယချက်ပေါ့နော်ယကဆတ်လဘတာအလောယကပါယတာလယကုတာဖောကိုယကကွာလာတာလကစိပါယာဒီလေကြီးလေဒေါကိစစတာဘာခါတော့ယကဒုကဒေတာဒီလေကြီးလေညီလောရွာစီဆရာတော်စီဝဲတာဝဲဖတာချီလေညာခေါ်ဝဲတာလဘေဘလို့ये तो पाला फाटानी खेवट के अगेरी ता छिले nya khone owele da sa kato go da kato ta le ata akata da kato ta kabli tu la ba
မေသူနိသူသောဘာဆတော့ဥခေါ်တကေအဂတိကရဲတပွားတဲ့တော့သူသူသောပါကွာကွာပွာလအပါကဖော့စာနေအတာတလို့လအပူပါမိမိပွာလအတော်လို့နေကမှုဝဲလေအတ္တနာလောငါသည်ငါလစ်စင်ပေါ်မှာရတဲ့ရဲတန်တဲ့အမြဲနေလျက်ငါအားအဘယ်သို့မိတ်တော်မူကြလောင်းအပြစ်တင်လင်အဘယ်သို့ပြရှောက်မိကြလောင်းငါဆောက်၍နေစေတွင်ထာဝရဘုရားကလည်းဘာတော်သူသည်ပြည့်လက်ဘာနိုင်အောင်ဗျာဒိတ်ယူပါယုံကိုတင်ဘုံပေါ်မှာအခရာတင်၍ရေးမှတ်လောထိုယူပါယုံသည်ချင်းချဲသောအချိန်နှင့်ဆိုင်၍အမှုကုန်သောကာလကိုဆိုလို၏မုသာနှင့်ကင်းလို့၏ဆိုင်းတော်လဲမျှော်လင့်လောနောက်မကြပဲအိတ်ကံမှရောက်လိမ့်မည်စေမြေသောသူသည်သဘောမဖြောက်ဖြောက်မသူမူကားမိမိယုံကြည်ခြင်းအဖြစ်အသက်ရှင်လိမ့်မည်ဒါဒုတိယကြံချက်ပေါ့နော်ပရောဖက်ဟာဘက်ကုတ်ကမကြေမနပ်ဖြစ်ပြီးတော့ဘုရားသခင်ကိုမေးခွန်းတွေထုတ်အပြစ်တင်တာလည်းပါတာပေါ့နော်ဘယ်လောက်ကြာအောင်မလဲဒီကိစ္စဆိုဒီလိုသူပြစ်တင်တဲ့အခါမှာမေးတဲ့အခါမှာဘုရားသခင်ကပြန်လဲတောက်ပြန်တဲ့ချက်ဖြစ်ပါတယ်ဆိုပရောဖက်ဟာဘက်ကုတ်ကလည်းပဲသစ္စာရှိစွာစောင့်နေမယ်လို့သူပြောပါတယ်ဘုရားသခင်စီကအဖြေပေါ့နော်ဘာဖြေမလဲအကယ်၍သူ့ကိုအပြစ်တင်လည်းပဲသူဘယ်လိုပြန်ပြီးတော့ရှောက်မလဲဆိုတာသူကသူ့ရဲ့ကင်းဆောက်တဲ့နေရာမှာရဲတိုက်မှာသူစောင့်နေမယ်တဲ့ဆိုသူဒီလိုပြောတဲ့အခါမှာဘုရားခင်ကခုနဖတ်သွားတဲ့အတိုင်းပေါ့နော်နောက်နေပြီမဲ့ယူပါယုံကရောက်လာပါလိမ့်မယ်ဆိုဖြစ်မဲ့အရာပေါ့နော်ဘုရားသခင်ပေါ်လို့ထင်ရှားခြင်းတကယ်ဘုရားသခင်ရဲ့ကြီးမားသောမှုသည်လာပါလိမ့်မယ်နေပြီမဲ့လည်းပဲလာပါလိမ့်မယ်ဖြတ်မှတဲ့သူကယုံကြည်ခြင်းအဖြစ်အသက်ရှင်ရမယ်လို့ Prophet Habakkuk ကိုဘုရားသခင်ကပြန်ပြီးတော့အဖြေပေးပါတယ်တုံ့ပြန်ပါတယ်ဆိုဒီဖြတ်မှသောသူသည်ယုံကြည်ခြင်းအဖြစ်အသက်ရှင်မယ်ဆိုတဲ့အချက်ကအားလုံးသိပါတယ်တမန်ကျမ်းစာမှာတကယ်ကိုအရေးကြီးတဲ့အခြေခံအမြင့်တစ်ခုဖြစ်ပါတယ်ဖြတ်မှသောသူသည်ယုံကြည်ခြင်းအဖြစ်အသက်ရှင်တယ်ဒါဘုရားသခင်ရဲ့အဖြစ်ပဲဒီလောက်ဒုက္ခဆင်းရဲခက်ခဲတော်လည်းပဲဖြတ်မှသောသူသည်ယုံကြည်ခြင်းအဖြစ်အသက်ရှင်နိုင်ပါတယ်ဆိုဒီအခိုင်1နှစ်မှ4ရဲ့အခိုင်2အငယ်1မှ4ပြန်ကြည့်တဲ့အခါမှာဟာဘက်ကုတ်ရဲ့မကြေမနဖြစ်တာဘုရားကိုအပြစ်တင်တာဘုရားကိုမင်းဝင်ထုတ်တာကျွန်တော်တွေ့ရတယ်။ဘာကြောင့်လဲခုနကပြောအထူးသဖြင့်တော့ကောင်းသောသူသည်ဒုက္ခဆင်းရဲနဲ့ပြည့်စုံတယ်။မကောင်းသောဆိုသောသူသည်ကောင်းစားနေတယ်ပေါ့နော်။ဒါကြောင့်သူကမေခွန်းထုတ်တယ်။ဆိုတော့သူထုတ်တဲ့မေခွန်းကိုလည်းပဲဘုရားသခင်ဖြေဖို့အတွက်သူကစောင့်နေတယ်။ထုတ်ပြီးတော့သူနေတာပေါ့နော်။သူစောင့်နေတယ်။ပြီးကင်းစောက်တဲ့နေရာမှာရဲတိုင်မှာသူစောက်တယ်။သူစောက်နေတဲ့အခါမှာလည်းပဲဘုရားသခင်ဘာပြောမလဲသူပြန်ဖြေမယ်သူပြန်တုံ့ပြန်မယ်အဲ့ဒီချာဘုရားသခင်ကနေပြီမဲ့ရောက်လာပါလိမ့်မယ်ယူပါယုံအဓိကတော့ဖြတ်မှသောသူဟာယုံကြည်ခြင်းအဖြစ်အသက်ရှင်မယ်ဆိုတော့ပြန်ပြီးတော့ဖြေတာကျွန်တော်တို့တွေ့ရပါတယ်ဆိုတော့ကျွန်တော်တို့မေးစရာမေးခွန်းတွေကတော့ခိုင်1ငယ်2မှ4ကတော့မြေတန်းခြင်းပေါ့နော်ဟာဘက်ကုတ်ကမကြေမနဖြစ်တယ်ငိုကြွေးပြီးတော့ဟစ်တယ်ဘုရားတကယ်တောင်းလျှောက်တယ်မျက်ရည်ကျပြီးတော့ဝမ်းနေပြီးတော့ပေါ့နော်မြေတန်းပြီးတော့သူကဘုရားကိုချင့်ကားတဲ့အချိန်ဖြစ်တဲ့အတွက်ပရောဖက်ဟာဘက်ကုတ်ရဲ့ဘုရားသခင်ကိုမကြေမနဖြစ်ခြင်းကပေါ့နော်ဒီနေ့ကျွန်တော်တို့ဖြစ်ပြနေတဲ့ကျွန်တော်ရဲ့ပဋိပက္ခပေါ့နော်အခြေအနေအတွက်ဆုတောင်းတဲ့အခါမှာဘယ်လိုခံစားရလဲပေါ့နော်ဒီနေ့ပဋိပက္ခတတမတုခုပါခေဘတုပါတာဒီနေ့အသွင်းနေပေါ့နော်ဟာဘက်ကုတ်ရဲ့ဖရာအပေါ်မှာပြစ်တင်ဟလာ
အရေးဆိုတာမိကိုထုတ်တာနဲ့ဘယ်လိုဆက်ဆံမှုရှိလဲပေါ့နော်ဘယ်လိုခွန်အားယူလို့ရလဲပေါ့နော်ပြောရှိပါလားဘယ်လိုခွန်အားယူလို့ရမလဲဟာဘက်ကတော့ဖျားသူမေးတယ်မချင်မနိုင်သူမေးတယ်ဘာကြောင့်ဘယ်တော့ကြာမှလဲကျွန်တော်လည်းကိုလည်းစိတ်ထမှာတော့စွတ်တောင်းတာပေါ့နော်စွတ်တောင်းတာပဲတူညီမှုရှိလားခြားနာမှုရှိလားဘယ်လိုခံစားရလဲပေါ့နော်ဒီမျိုးကိုတစ်ချက်ပေါ့နော်ဒုတိယချက်ကတော့ဘုရားသခင်ကတိတ်ဆိတ်နေတယ်ဘုရားသခင်ကနှောက်နေနေတယ်ဒါဟာဘက်ကုတ်ရဲ့ခံစားချက်ပေါ့နော်စိတ်မရှိတော့ဘူးလေကြာပြီဒီတော့ကြာရသလားပေါ့နော်ဘယ်တော့ကြာအောင်မလဲဒီနေ့ကျွန်တော်တို့ခံစားနေရတော့အဖြစ်အပျက်တွေအခြေအနေတွေဒီလိုများရှိသလားပေါ့နော်ကျွန်တော်တို့ရဲ့အသက်တာကျွန်တော်ရဲ့အခြေအနေဘုရားသခင်တိတ်ဆိတ်နေသလားပေါ့နော်ဘုရားသခင်နှင်းနေတယ်ဘယ်တော့ကြာအောင်မလဲတူညီမှုရှိသလားပေါ့နော်ကျွန်တော်တို့မိကုံထုတ်ဖို့ဖြစ်ပါတယ်နောက်ဆုံးအချက်ကတော့ဘုရားသခင်တာရိုးသားစွာနဲ့ဆုတောင်းဖို့ဘာကြောင့်အရေးကြီးလဲဆုတောင်းကြတာပဲအသင်းတော်အနေနဲ့ခရိယာအသင်းတော်ဘောင်းဆောင်သူဦးချင်းအနေနဲ့ကျွန်တော်ဆုတောင်းတာပဲဒါမဲ့ဒီနေရာမှာဘုရားသခင်တာရိုးသားစွာချင့်ကပ်ဆုတောင်းဖို့ဘာကြောင့်အရေးကြီးတယ်လဲပေါ့နော်ကျွန်တော်ဆုတောင်းတဲ့အခါမှာဘုရားသခင်အဖြေပေးချင်မှပေးမယ်ရချင်မှရမယ်သို့တော်လည်းကျွန်တော်တောင်းနေတာပဲတော့ကျွန်တော်တောင်းနေခြင်းဒီတောင်းနေရမယ်ရဖြစ်ဖြစ်တောင်းလာလားမွေးတကယ်ပဲဘုရားသခင်တာယူသားစွာချင့်ကပ်ပြီးတော့ဆုတောင်းလာတာပေါ့နော်ဆိုကျွန်တော်တို့ပြန်လည်ပြီးတော့စဉ်းစားဖို့ဖြစ်ပါတယ်ဆိုတော့ခိုင်တစ်ငယ်2မှ4ကတော့ဒီမိကို3ခုကိုကျွန်တော်တို့မေးပြီးတော့ကိုယ့်ကိုဖြေချောက်ပေါ့နော်ခုနပြောသလိုဘုရားသခင်အပေါ်မှာဟာဘက်ကုတ်မကြေမနစိတ်မရှည်ရခြင်းမိကိုထောက်ရခြင်းနဲ့ဒီနေ့ကျွန်တော်တို့ရဲ့ဆုတောင်းတန်ကျွန်တော်တို့ဆုတောင်းနေတာနေ့တွေလတွေများနေပြီစင်တူယောမဘယ်လိုခံစားလဲနာဘုရားသခင်ဒီဘာမှဖြစ်မပြပါလားဘာမှနမိတ်လက္ခဏာမလုပ်ပါလားဘာမှထူးခြားမှုမရှိပါလားတိတ်ဆိတ်နေပါလားနှောင့်နှေးနေပါလားကျွန်တော်ခံစားနေရတော့ဒီနေ့အဖြစ်ပြည့်နေပေါ့နော်ကျွန်တော်ဆင်ခြင်စဉ်းစားဖို့ဖြစ်ပါတယ်နောက်ဘုရားသခင်ထာရိုးသားစွာဆုတောင်းဖို့ဘယ်လောက်ရေးကြည့်တယ်လဲဆိုတာကျွန်တော်တို့စဉ်းစားဖို့ဖြစ်ပါတယ်အခိုင်နဲ့ငယ်1မှ4ကတော့ကျွန်တော်တို့ခုနပြောသလိုပေါ့နော်ဟာဘက်ကစောင့်နေတယ်စောက်တာရိုးစတော်မူသူကသူရဲ့ကင်းစောင့်နေရမှာရဲတိုက်မှာသူစောက်တယ်ပြောချင်တော့ယုံကြည်ခြင်းစိတ်ချမှုနဲ့သူစောင့်တာဘယ်လောက်ကြာပါစေလားမိကိုဘယ်လောက်ပဲထုတ်ဖျားဘယ်လောက်ပဲအပြစ်တင်ပါလိမ့်စေသူစောင့်မယ်သူယုံကြည်စိတ်ချမယ်ဆိုတော့ကျွန်တော်တို့ရဲ့ဒီနေ့တွေ့ကြုံရတဲ့အခြေအနေမှာဟာဘက်ကိုပြောတဲ့လစ်စင်မှာစောင့်နေမယ်ရဲတိုက်မှာစောင့်နေမယ်ဒါဘာအတိတ်ပဲဆောင်းလဲပေါ့ကျွန်တော်တို့ဘယ်မှာစောင့်နေပါတွေ့ကြုံနေရတဲ့အခြေအနေအဖြစ်ပြက်အခက်ခဲတွေဟာဘက်ကောတော့သူစောင့်နေတယ်သူရဲ့ကင်းစောင့်နေရမှာတခြားနေရာမဟုတ်ဘူးနော်ကင်းစောင့်နေရမှာသူရဲ့ရဲတိုက်မှာသူစောင့်နေတယ်ဘာအတိတ်ပဲဆောင်းပါတယ်ကျွန်တော်တို့ယနေ့တွေ့ကြုံရတဲ့အရာနဲ့ရှင်းကြည့်တဲ့အခါမှာနောက်တစ်ချက်ကတော့ထစ်လိုက်ခြင်းကြောက်ရွံ့ခြင်းတို့ပြပါနော်ဘယ်တော့ကြီးလက်ဆာစားနေရတာပေါ့နော်နဲ့ဒီခံတဲ့ယုံကြည်ခြင်းခြားနာမှုပါရှိတယ်ပေါ့နော်တစ်ဖက်ကတော့စိုးရင်စိတ်တွေကြောက်ရွံ့စိတ်တွေလွှမ်းမိုးနေမယ်တစ်ဖက်ကလည်းပဲစိတ်ရှည်သီးခံခြင်းနဲ့ပြည့်ဝသောယုံကြည်ခြင်းဒီခုစကြမှာဘာခြားနာမှုရှိတယ်ကျွန်တော်စဉ်းစားဖို့ဖြစ်ပါတယ်နောက်တစ်ချက်ကတော့တရားမျှတမှုရှိဖို့တဲ့နောက်နေပေမဲ့ယုံကြည်ခြင်းနဲ့ဘယ်လိုအသက်ရှင်မလဲ
အားလုံးဟာဘုရားပဋ္ဌာန်လေးပဲအစမပြေဘူးလားခက်ခဲတယ်ဥတော်လည်းဒီကြားမှာယုံကြည်ခြင်းနဲ့ကျွန်တော်ဘယ်လိုပဲဆက်လက်ပြီးတော့အသက်ရှင်ပါလဲဒါကျွန်တော်စဉ်းစားမယ်မေးရမယ်မြေကွန်းများဖြစ်ပါတယ်ဒါကြောင့်ဒီခိုင်တစ်ငယ်2မှ4ငိုကြွေးမြေတမ်းအဟစ်တောင်းလျှောက်ခြင်းနဲ့ပတ်သက်တဲ့မြေကွန်းခိုင်နဲ့ငယ်1မှ4ကတော့တစ်ဖက်ကလည်းပဲဘုရားခင်ကိုကျွန်တော်စောက်ဆိုင်တယ်ယုံကြည်စိတ်ချမှုနဲ့ကျွန်တော်တို့စောက်ဆိုင်နေခြင်းဖြစ်ပါတယ်ဆိုဒီမနေ့ကြံ့ချက်တွေကိုပြန်ပြီးတော့ခြုံတဲ့အခါပေါ့နော်ကျွန်တော်လက်တွေ့အသက်တာမှာပေါ့နော်အသက်ရှင်တဲ့အခါမှာတူးချင်းအနေနဲ့ဆုတောင်းခြင်းမှာရိုသားခြင်းရှိဖို့အရေးကြီးပါတယ်ရိုသားတဲ့ဆိုတာတကယ်ဆုတောင်းဖို့ပြောရနော်လားဒီမြတ်ကြားလို့ကောင်းအောင်လားဘယ်လိုပြောလဲဒီမြတ်မမြင်လို့ကောင်းအောင်လားအစဉ်လာတစ်ခုအနေနဲ့ဆုတောင်းမှဖြစ်ဖြစ်ဆုတောင်းတဲ့ချက်ပေါ့တကယ်ပဲရိုးသားသောဆုတောင်းခြင်းကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲပေါ့နော်တူးချင်းရဲ့အသက်တာမှာကျွန်တော်တို့ရဲ့ငိုကြွေးတန်ကျွန်တော်တို့ရဲ့တန်ရာကိုဘုရားသခင်ကကြိုးဆိုပါတယ်လက်ခံပါတယ်အခုနဟာဘက်ကုတ်လို့ပေါ့နော်သူငိုကြွေးမြေတမ်းတယ်တန်ရာစစ်လက်ရှိလာမှာပဲဘုရားသခင်လက်ခံတယ်အပြစ်မတင်ဘူးလားဘုရားသခင်လက်ခံတယ်ကျွန်တော်တို့ဘက်ကသာလေရိုးသားခြင်းနဲ့ဆုတောင်းဖို့အရေးကြီးပါတယ်ဒါတူးချင်းရဲ့အသက်တာမှာပေါ့နော်အသင်းတော်အနေနဲ့စောကြည့်တော့အသင်းတော်အနေနဲ့ငိုကြွေးမိတမ်းခြင်းနဲ့မျှော်လင့်ခြင်းအတူရှင်တွဲသောနေရာဖြစ်ဖို့လိုပါတယ်ဒီအသင်းတော်မှာငိုကြွေးမိတမ်းခြင်းရှိမယ်ဒါနဲ့မပြီးဘူးမျှော်လင့်ခြင်းလည်းရှိသောနေရာဖြစ်ဖို့အရေးကြီးပါတယ်ဒါအသင်းတော်အနေနဲ့ပေါ့နော်ဟုတ်ပါရဲ့လားဒုက္ခဆင်းရဲကောင်းသောသူသည်ပြဿနာခက်ခဲမျိုးတွေ့ကြုံတယ်ဆိုသောသူသည်ကောင်းစားတယ်ဘယ်လောက်ပဲဖြစ်ဖြစ်မျှော်လင့်ခြင်းကိုပေးနိုင်တဲ့နေရာလည်းပဲဖြစ်ပါတယ်ကျွန်တော်တို့ခရိယန်တယောက်ချင်းရဲ့ယုံကြည်ခြင်းအနေနဲ့ပေါ့နော်တကယ်စစ်မှန်သောယုံကြည်ခြင်းကတဲ့ဘုရားသခင်ရဲ့အချိန်ကိုစိတ်ချပါတယ်ပြီးတဲ့အခါမှာတတိုင်းမှာအခိုင်အမာရပ်တည်မယ်ခုနဟာဘက်ကုတ်လို့ပေါ့နော်ရက်တိုင်းမှာသူရပ်ပြီးတော့စောင့်နေမယ်ပြောချင်တာကတော့ယုံကြည်ခြင်းအရာမှာခိုင်မြဲစွာရပ်တည်နေမယ်ဒါကျွန်တော်တို့ခရိယန်တွေရဲ့ယုံကြည်ခြင်းပေါ့နော်စစ်မှန်သောယုံကြည်ခြင်းဒီဘယ်လောက်ပဲကြာကြာဘုရားသခင်ရဲ့အချိန်ကာလကိုကျွန်တော်တို့ကယုံကြည်တယ်စိတ်ချတယ်ကျွန်တော်ရဲ့ယုံကြည်ခြင်းတွေလည်းပဲအခိုင်အမာရှိနေပါတယ်အခုနဘုရားသခင်လည်းဟာဘက်ကိုပြောပါတယ်ယူပါယုံကိုဒါထီလဲညာရေးထားလိုက်ပါစောက်ရစောက်အောင်မယ်တော့လည်းပဲအချိန်ရောက်တဲ့အခါမှာပြည့်စုံပါလိမ့်မယ်အဓိကတော့ဖြောက်မှသောသူသည်ယုံကြည်ခြင်းအဖြစ်အသက်ရှင်ခြင်းကအဓိကဖြစ်ပါတယ်ဆိုတော့ဒီမနေ့ပေါ့နော်ကျွန်တော်တို့ဟာဘက်ကုတ်ကျမ်းကိုအကျဉ်းလေးလားစဉ်းစားခွန်ယူတဲ့အခါမှာကျွန်တော်ရဲ့ဒီနေ့တွေ့ရကြအောင်တော့အရာနဲ့ပြန်ဆက်ဆက်ပြီးတော့ခွန်အားယူစေချင်ပါတယ်ဆိုတော့ဒီအဓိကပြချုံတဲ့အခါမှာနော်ဘယ်လောက်ပဲကောင်းသည်ဖြစ်စေဆိုးသည်ဖြစ်စေဘယ်လိုအခြေအနေမှမဆိုပေါ့နော်ဘုရားသခင်နောက်ဆုံးပေးတဲ့စကားကတော့ဖြောင့်မတဲ့သူဟာယုံကြည်ခြင်းအဖြစ်အသက်ရှင်မယ်ဆိုတဲ့စကားပဲဖြစ်ပါတယ်ဆိုယောမခန်း1ငယ်19မှာယောမခန်း1ငယ်19မှာပမာလိုပဲရှိတော့အဘယ်သို့ဖြစ်သည်နည်းဟုမူကားဖြောင့်မသောသူသည်ယုံကြည်ခြင်းအဖြစ်အသက်ရှင်နေမည်ဟုကျမ်းစာလာသည်နှင့်အညီယုံကြည်ခြင်းနဲ့တည်သောဘုရားသခင်၏ဖြောင့်မခြင်းတရားသည်ယုံကြည်ခြင်းအဖို့လုံးကဧဝရိတရားအဖြစ်ထင်ရှားလျက်ရှိဒါရှင်ဘောလူကယောမအသင်းတော်ဒီတိုင်းပဲပြောပါတယ်ဂလာတိခန်း3ငယ်7တဖတ်တုံဖြောင့်မသောသူသည်ယုံကြည်ခြင်းအဖြစ်အသက်ရှင်နေမယ်
တက္ကလာတိအသင်းတော်ကိုရှင်ပေါလုပြောတဲ့စကားဖြစ်ပါတယ်ဟေဘရဲအခန်း30ငယ်38ဟေဘရဲအခန်း30ငယ်38ဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအဖြစ်အသက်ရှင်လိမ့်မယ်သို့တော်လည်းရွေ့ကြောက်တင်တဲ့နော်ငါစိတ်ဝိညာဉ်သည်ထိုသူကိုအာရနှစ်သက်ခြင်းမရှိဟုဘုရားသခင်အမိန့်တော်ရှိဆိုတော့ဖြောင့်မတ်သောသူသည်ယုံကြည်ခြင်းအဖြစ်အသက်ရှင်လိမ့်မယ်ဖြစ်တော်လည်းပဲနည်းနည်းလေးရောပါမယ်ရွေ့သွားမယ်ဆိုရင်ငါဝိညာဉ်သည်ထိုသူကိုနှစ်သက်ခြင်းမရှိလို့ဘုရားသခင်အမိန့်ရှိတယ်လို့ဟေဘရဲဝါဒစာမှာဖော်ပြထားပါတယ်ဆိုတော့ဒီမနေ့ကတော့တမန်ကျမ်းစာလေးလာချင်းကိုကျွန်တော်ဘက်ကဒီလောက်ပဲဥဆောင်ကျင်းချုပ်ပါနော်ဥဆောင်ပေးချင်ပါတယ်ဒီနေရာမှာဝိမြတ်ဆရာမေးဆရာရှိလည်းပဲအချိန်လည်းပေးချင်ပါတယ်ခုနမေးတဲ့မေးခွန်းလည်းပဲဖြေဘုရှိလည်းအဖြေပေးစစ်ချင်ပါတယ်ပေါ့နော်ကိုယ့်ရဲ့ခံစားချက်ကိုယ့်ရဲ့အတွေ့အကြုံဗမာလူဖြစ်ဖြစ်ကင်လူဖြစ်ဖြစ်အတန်တဲ့စကားနဲ့ပြောလို့ရပါတယ်ဟုတ်ကဲ့မင်းတနည်းအားဖြင့်ခေါပလိုလာတရာတာတိကွာတော့ဒါလည်းယမနေလဲတာတိကွာပူနေဒါလည်းရတော့ပါဖလာတော့ကေတခါတနည်းအားဖြင့်လည်းပါခါတော့ယူသားစွာဆူတောင်းခြင်းနော်ပြီးနေရေဒါလည်းယမလို့နေတာတခါနေဒီတော့မွန်ခန္ဓာဟာနာနော်တဲ့ရှမွေလာစတဲ့စပူနွိခေါ်ပြနေနေအဝဒဘာတာစတနီအောအာမခေါပလူလာအဖို့တူလောအဝဒအိုလသူစုမောပူဘာကွာစမနတာစတနီမစာမီဒနီလာအဝဒဟက်ကီလာသူစုမောပူအိုတော့တာဆောလောဒါဘုရောတာခလီလောဒါလည်းကစားမညာမာချီပါဒူဒါလည်းမတိမနူယွာဝီအလီဒါလည်းအဝဲတာစုမကမာအောင်တော့ဝဲတာမာချီပါဝဲတာဒူဒါလည်းပါစုမအမျိုးမျိုးတော့ဖဲတာဆောလောဒါလည်းကစားရအမေညာနေပတိပါဝဲတာလည်းအဝဲတာဒီလည်းအဟာထောပတိပါလည်းဇောစီတဲ့အမေတူတပေါ်လည်းပါတဲ့ဆိုပေတော့တဲလတဏိညာဤတာထုဖာလောတော့တာမေတာတောနော်နော်လမနခနာဒီနေဘွားမဒီနေဘွားဤယတိပါလတဏိညာဤဘွဲတဲ့တပါဒီတော်မူကတရာတိကွာဝဲတာလောတဏိညာပဲဟဲဒီပပါထုဖာလောမာစာပါထုဖာပါစာမာမနုခိုတာစတဏိလေပါမလူပွဲတဲ့တဖာပတတုနေဒါစောတလဲလေနေရေရချီလာတနိယရေပွဲပွားစုကိနာကိတာတဲ့တဖာဘာတိကဖာလဲထခုတဲ့နှုတ်နဲ့ဆူတောင်းခြင်းတဲ့နှလုံးသားနဲ့ဘုရားသခင်ရဲ့ရှေ့မှာနော်တုံအိတ်နော်တုံချပြီးတော့ဟာနာကဲသူဆူတောင်းရင်တော့တခြားလူတွေတော့ထူးခြားခြင်းမှာထူးခြားမှာပေါ့ဒါပေမဲ့ဆူတောင်းတဲ့လူတွေတော့အယံကိုထူးခြားတာကိုကျွန်တော်တွေ့ရပါတယ်အဲ့ဒါကြောင့်မို့ခုနကျွန်တော်ကတော့ခုနယူသားစွာဆူတောင်းခြင်းကိုဆရာပြောတဲ့ချိန်မှာဟာနာရဲ့ဆူတောင်းခြင်းကိုပဲကျွန်တော်သွားပြီးမြင်မိတယ်အဲ့ဒါကြောင့်မို့ကျွန်တော်ကတော့အဲ့ဒါလေးကိုတော့နော်ပြန်ပြီးပြောချင်တာပေါ့ဘာပဲလဲဆိုဒီနေ့ကျွန်တော်ဆူတောင်းတော့ဆူတောင်းတာပဲဒါပေမဲ့ဆူတောင်းပြီးတော့တန်တရားစိတ်နဲ့လည်းဆူတောင်းတယ်တချို့လေးဆိုကျွန်တော်တို့အသင်းတော်တွေကပါပဲဒါကျွန်တော်တို့
နောင်ဆင်ခြင်ဖို့ရန်အတွက်လည်းဖြစ်တယ်သူအမျိုးသားကအရန်အေးအေးဆေးဆေးပဲတည်တည်ငြိမ်ငြိမ်ပဲသူတို့အိမ်တော်မိသားစုမှာလည်းသူကပဲတခြင်းဆိုတယ်သူကပဲဥဆောင်တယ်ဘုရားတရက်3ခါရှိခိုးတယ်တရက်3ခါကျွန်တော်တို့ထဲသူပို့ပြီးတော့လုံနိုင်တယ်ဒါပေမဲ့သူကအရာအလုံးဥစည်းနေရတဲ့အချိန်မှာဒါတော့သူကတော့မရှိတော့ပါဘူးဒါပေမဲ့သင်္ကန်းစာအနေနဲ့ကျွန်တော်တို့ပြန်ကြည့်တာပေါ့သူဆူတောင်းတဲ့အချိန်မှာပဲပြုံးတဲ့တယောက်ကအတော်ကြီးပဲပြုံးယုံလားတော့သူကဆူတောင်းလက်ဆက်တယ်ဆိုတော့ပဲပြုံးတဲ့နေခဏအဲ့မှာငါ့ကိုစောက်ငါဆူတောင်းလို့မပြီးသေးဘူးသူကဆူတောင်းရင်းနဲ့ပဲပြုတ်တယ်လဲဟိုမှာခဏရက်ခိုင်းတယ်ဆူလဲဆူတောင်းတယ်ဆိုတော့ကျွန်တော်တို့တွေအဲ့လိုတစ်ခါကဆူတောင်းပြီးပါလဲစိုးရိမ်ပူပါမှုတွေအများကြီးတန်တရားတွေအများကြီးရှိတဲ့ကျွန်တော်တို့ဒီနေ့ယုံကြည်သူတွေလည်းအများကြီးရှိပါတယ်အဲဒါကြောင့်မို့ဒီယူသားစွာဆူတောင်းခြင်းကိုတော့ကျွန်တော်အဲ့လိုပဲမြင်တယ်ပြီးတော့ဒီနေ့ဆရာကလည်းဒီနေ့ကျွန်တော်တို့ great တော်အသင်းတော်တွေသူတစ်ပြည့်ကျွန်တော်တို့ခရိယန်တွေရဲ့ဆရာရဲ့အတွေ့အကြုံပြီးတော့ဆရာရဲ့ကျွန်တော်တို့ဖြစ်စေခြင်းတဲ့အရာလေးကိုလည်းဆရာဝေမျှစေလိုပါတယ်နော်ဝေမျှစေလိုပါတယ်နော် W တရာမယ် W ဆိုယူသားဆိုဆူတောင်းခြင်းဟာနတ်ကိုဆူတောင်းခြင်းကိုဥမာပြီးဝေမျှတဲ့ဆရာကိုကျေးဇူးတင်ပါတယ်လို့ဆူတောင်းခြင်းကတော့ရှိနေမှာပဲနော်ဆူတောင်းခြင်းအသက်တာဒါပေမဲ့ခုနတစ်ချက်ပေါ့နော်ခွန်အားရဆရာကတော့အားလုံးဒါဆောက်တယ်လေပေါ့နော်ရှိချင်မှရှိမယ်ဒါပေမဲ့ဟာနအတွက်ကတော့ရှိတာပေါ့နော်ဆိုတော့ဘာတော့ဘာလို့နေဆိုတော့ဘာတော့ဘာလို့စကားပေါ့နော်ဖြတ်မှချင်းဆိုစကားလေးပေါ့ဆိုတော့အဓိကဒါပါပဲချင်းတယ်အပြစ်တင်လို့မရဘူးလေကျွန်တော်တို့ဆူတောင်းကြတာပဲဆူတောင်းအောင်မှာပဲတယောက်ချင်းဖြစ်စေမိသားစုဖြစ်စေအသင်းတော်ဖြစ်စေအသင်းဖွဲ့ဖြစ်စေပေါ့နော်ဘာသာတရားဘောင်းဆောင်ဆူတောင်းကြရအောင်မှာပဲတော့လည်းဘုရားသခင်ကခုနပြောသလိုယူပါယုံသည်ရေးထားပါလားမရှိပါတယ်အချိန်ဆိုင်ကလေးဆိုင်မယ်ပေါ့နော်နောက်လေးရှိတယ်နောက်နေမယ်လားအချိန်ရောက်တဲ့ကမှာသူရှိပါလိမ့်မယ်ကျွန်တော်တို့ဘက်ကတော့ဘာတော့ဘာလို့ထမသောသူသည်ယုံကြည်ခြင်းအပြည့်အသက်ရှင်ခြင်းတော့ဒါအဓိကပဲဖြစ်ပါလိမ့်မယ်ထင်တယ်ဒါပြဖြစ်ရှင်ပါရဲ့အဲ့ပြန်မနော်အဲ့ဒါတဲ့လို့ပေါ့ညဘုရားတဲ့ဒါစကြလို့မှတစ်ဆက်ကျွန်တော်အနေနဲ့နားလဲတာကတော့အများနဲ့ဆုတောင်းတဲ့အခါမှာတလုံးတစ်ဝမဖြစ်လို့ပဲပေါ့ကျွန်တော်ဒီလိုကျွန်တော်ငါဘာဖြစ်ဆိုတော့ကျွန်တော်ရဲ့တူးချင်းဆုတောင်းခြင်းတော့လည်းကောင်းကျွန်တော်တို့မိသားစုတစုရဲ့တလုံးတစ်ဝဒီဆုတောင်းခြင်းဖခင်အမြဲတမ်းနာညောင်းတယ်အခက်အခဲတွေအများကြီးရှိပါတယ်ဒါပေမဲ့ဖခင်အမြဲတမ်းလွတ်မြောက်ခြင်းပေးတယ်အဲဒီလိုဆိုလဲအကျွေးတွေအများကြီးတင်တယ်ဘုရားဖြစ်ရှင်ပေးတယ်ခဲတော့ကျမ်းမာခြင်းနဲ့အားနည်းတယ်ဘုရားသခင်လှုပ်ပေးတယ်တခါလေကြလဲအစိုးရနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတွာလာရတယ်ညှို့မှုတွေပါတွေကစဘုရားပြင်ဆင်ပေးတယ်ကိုဒါတွေကျွန်တော်တို့ရတယ်ပေါ့နော်ဒါကျွန်တော်တို့ရဲ့မိသားစုတစုရဲ့အလုံးတော်အပြည့်စုတောင်းတော့ကျွန်တော်တို့အခုအသင်းတော်ဆိုတော့ယာနဲ့ခြေတယ်လေထောင်နဲ့ခြေတဲ့ပုံကိုယ်တွေကအခုနဟာဘကုတ်ခေတုံကတော့သူတူဦးတဲ့ပြောဖက်ဆိုတော့သူတူဦးတဲ့ကြည်ကွဲတာပေါ့ဒါပေမဲ့ဒီနေ့ကျွန်တော်တို့ကျေးဇူးတော်ကာလမှာကအလုံးဟာပြောဖက်နေပဲဆိုတော့အလုံးကကြည်ကွဲမယ်ဆိုရင်အလုံးကတလုံးတော်ဒီဖြစ်မယ်ဆိုရင်ဒီဟာကြီးကမကြဘူးလို့ကျွန်တော်ထင်တယ်ဆိုတာလေးကိုပဲတင်ပြချင်ပါတယ် W တလုံးတွားဒီပေါ့နော်တတ်တ်စပရခေါ်ဒါလည်းအရှင်ခရစ်တော်ပြောပါတယ်လူနှုတ်သုံးလို့ဒီစေဘောတဲ့ဆုတောင်းရင်နောက်ဥစ္စာတကာကိုယူလာပြီးကြည်စရာရှိတာတတိယရင်ပြန်ပြီးတော့ကြည်ပြီးမှပူဇော်ခြင်းကိုဆက်ကပ်ပါလို့ပြောရတယ်ပဲခုနတလုံးတွားဒီပေါ့နော်ဒီသဘောလည်းအများကြီးပါပါတယ်ကျွန်တော်တို့ကလူသားတွေကိုဆိုတော့ဆုတောင်းခြင်းနဲ့ပတ်သက်ပြီးတော့ကျမ်းစာမှာလည်းအများကြီးရှိပါတယ်ကျွန်တော်တို့အများကြီးလည်းပဲသင်္ကန်းစာယူစရာရှိပါတယ်နောက်ကကြေကွဲခြင်းပေါ့နော်
ဒါဆောလောသူဆောလောတာနေချခြင်းမနော်ဒါလည်းဆူတောင်းတဲ့အခါမှာဒီနေချခြင်းတွေလည်းပဲပါရိရှင်နဲ့အခုခံဥပမာလည်းပဲတတိယစီပါတယ်နေချခြင်းပေါ့နော်လူဆိုတာအတ္တတမပဲနေချခြင်းကတော်တော်ရှားပါတဲ့အရာပါပဲဆိုတော့နေချခြင်းလည်းပဲလိုအပ်ပါတယ်ပေါ့နော်ကြေကွဲခြင်းပေါ့ကြေကွဲခြင်းဆိုတာပြင်နောင်တကြရခြင်းပေါ့နော်ဒါကကျွန်တော်တို့ခရိယန်တွေကကျွန်တော်အင်္ဂလိပ်ကမှာပေါ့နော်အာဘဖြည့်ခြင်းဆိုတာရှိတယ်အပြည့်ဝင်ချတောင်းမှပြီးတော့ပေါ့နော်ဒါပေမဲ့ရှိတော်လည်းပဲမလို့တော့ပဲဟိုတခါတလေအသင်းတော်မှာအမျိုးသမီးနဲ့မျိုးသားကမတော်တဆမှားသွားလို့ရင်တော့ဒါတိသွားသည့်အတွက်ပေါ့နော်ကဲဝင်ချတောင်းမှပါပေါ့နော်ဒါပေမဲ့တခြားအပြည့်တွေအများကြီးရှိမှာပဲတခါတလေကကျွန်တော် immune ဖြစ်တယ်မသိလားဆေးရင်ပါသွားရလားမသိလားကိုယ်သက်ရှင်တာပဲသွားလာတာပဲဟိုအပြစ်သားရလို့ခါတလေသတိမရတော့ဘူးနော်သတိမရတဲ့အတွက်အပြစ်ဝင်ချဖို့လည်းပဲအာဘဖြစ်ဖို့လည်းပဲကျွန်တော်တို့ကသတိမရတော့ဘူးနော်ကျွန်တော်အမှုတော်ဆောင်လည်းပါအောင်ကျွန်တော်အမှုတော်ဆောင်လည်းပဲအာဘဖြစ်ရတာပဲလေဟုတ်လားလူသားပဲလေအားနေချက်ပေါ့နော်စုံနဲ့ကြေကွဲဆိုတဲ့စကားလုံးပေါ့နော်ဒါလည်းခုနဆရာပြောတဲ့ဒီယောသားဆိုတာဆူတောင်းခြင်းနဲ့ဆက်ဆံမှုဟုတ်လားရှိပါတယ်လို့တော်တော်မှာဘာမှကတည်းကမူရတော့ဘာကမှကတည်းကဘာကမှကတည်းကလက်ခိတယ်ကทับดูมาเนี่ยเหรอบางครั้งเราทัดชิลุพานี่ที่ตัวเปิดตราดูตัวมาทอดที่พาปาพาทอดเจวตัวล้อเนาะมาสอดาจับไว้พาสุกีนักกีตาที่พานี่ที่ตัวดอมิก็ปาตราสิเคยแวะกล้าล้อปะบากโอดาตาเศร้าซาเจวเนาะทัดชิลุพาที่ตัวดอมก็โดนนักกีตาเซอร์วเราอาศัยอับเราเรื่องประตูอินลีตาอินลีเลยประทัดชิลุพาพ่อคุณล้อภาษาอังกฤษเราดีเป็นพัฒน์เทวดาตัวเสกว่าเป็นมีอุดรจัดตัดเปลือกว่าอีกที่มุ้ยกี่ตุบล้อแพ้เราประมาเป็นหนึ่งเรามาด่าเลตาอุปูนี่เราพี่นี่ยปาตาพุทธะเอาไว้ดูอุทเวตาหีบักคาเลยปูเว้พระสุกินากิตาคุณน่ะเลตาอุปูตะการนี้เราประกาศบัตรชุดผ่าด่าเลยหิพข้อพูดดูพูดเท่าพูดดูจะเสียวดูจะซีได้ในเมดาปาละจะสุกินักกีคริติรพังเราพี่นี่ถ้าเซอร์แล้วประมาณนี้กี่อันนี้ยิดดีมันยาก็ยิงยาลานี่คิดสิกะพี่นี่เลถ้าชิบพาอปูนี่เป็นดูนี่มากี่ถ้าเซอร์พอสอดเลยกี่ถ้าจะมีวิตามินตาเลถ้าเปิดภาษาอังกฤษเนี่ยสตรัคเจอร์ที่ชินี่ตัวกับผู้แล้วตอนนั้นดาเลนี่ดอตดูเนี่ยภาษาอังกฤษนี่เนาะครบเลยเป็นรูปบัตรเส้นนี่แบบวิตาสูล้อแล้วเลยเป็นบัตรชุดผ่าราปูดาเลสก่อนนี่เนาะที่ตอนนี้ก็เป็นกบ่าอุดรธาตุสโลตาตะปวกเจอเนาะแล้วเลยเป็นตาสโลตาพวกผู้มาเราเป็นนาตะปวกเจอเลยเป็นก็ดูนี่มาสิก็ตาเสือล้อเนาะดอตาเลยเอดอที่กว่าจะฆ่านี่อาเซียมเราป่วยที่ผู้เขาป่วยนี่เป็นมีบัตรชุดผ่ารามินาฆ่านี่เป็นมีบัตรตะกอนอ่ะหมอยัยผู้ฆ่าเนี่ยเว้ลอสฮะแล้วนอสิชินเนมเขาไปเลือกทางเรียบร้อยดีเนี่ยมาตอนที่ตอนแล้วเอาไว้ในโอ้ด่าจ้ามาด่าจ้าเลยด่าจ้าแล้วไปมีปะผูไปตาปะกระป้าด่าแล้วเนี่ยเอาไว้เตยเลยเอามูตามาพันดีโอดีเนาะดิมือไม่ละดิมือบ้าด่าแล้วดิมือมีบ้าด่านี่พึ่งนักเก็ตยูสกุมุเลมีดีด่าพูดแต่เดต้นนาเปิดอาดีบ้ายูสกุมุเดียวมันเนาะพูดแต่นี่โดนเลยเปิดผู้บรรดาตราตมาติดพาก็เฮกุยพาปัวดอกก็สตรสสิกปัวเลยini tu dapat puas tidak payah ini berkebat dan apa oleh kelih di lepas no, dalam dapat kau ini puas mau pada payah ini pergi sahabat sama, tapi lo no, mina dah sisa tadi kuasa. Tapi lo, so, kau beli
你我得快了不着木了嘛，多了你普遍里大西大个多，不在了木呀，没关系，没得，不那个啥了嘛，没办那个啥了，我得找到cripple 去不好不ခဏနာပြောတော့ခရစ်အိမ်တော်ဆိုတော့ကျွန်တော်တို့သားသမီးကိုပြည့်စုံပြည့်ထောင်ခြင်းကလည်းပဲအင်မတန်အရေးကြီးပါတယ်ဆိုလက်ထပ်ခြင်းကတည်းကပေါ့နော်နှစ်ယောက်သားချစ်ချင်းမြတ်တာနောက်သားသမီးမိခင်ကိုယ်ဝန်ရှိတဲ့အချိန်နဲ့စပြီးတော့ပြုပြင်ဖို့လိုပါလိမ့်မယ်ပြီးတဲ့အခါမှာခုနပြောလဲကလေးငယ်အချိန်တော့ပြုပြင်ရတာအကောင်းဆုံးပေါ့နော်ကြည့်လိုက်တော့နံပါတ်တညောလို့ပါပေါ့မတို့ဆိုနံပါတ်တညောလို့ပါဒါတော့ကျွန်တော်လည်းအထောက်နေပါတယ်စူးစမ်းနေပါတယ်ပေါ့နော်ဒါပေမဲ့ဒီခက်ပူခက်တာပေါ့ကိုယ်ဘာမှဖြစ်တော့လည်းပဲကြားရမြတာနဲ့လူကစိတ်တူတယ်စိတ်မရှိဘူးဒါတွေကကလေးတွေအတွက်လည်းပဲအများကြီးတက်ရောက်မှုရှိပါတယ်ပေါ့နော်ဒီနေ့မနေ့ကတော့ဟာဘက်ကုတ်ရဲ့အသက်တာလေးကိုပဲကျွန်တော်ပြန်ကြည့်ပြီးတဲ့အခါမှာနောက်ဆုံးတော့ဘွာတော့ဘွာလို့ဆိုရဲစကားလေးနဲ့ပေါ့နော်ဘုရားသခင်ရဲ့တိကမြမောင်းထိုးတာတော့ဘာဖြစ်ဖြစ်ဖြတ်မှချင်းလားရှိဖို့ပေါ့နော်ဖြတ်မှချက်ဆိုတာဘာတော့ဘာလို့ပေါ့နော်မရေးမရိုင်ဘူးဟုတ်လားဘာဖြစ်ဖြစ်အာမငယ်ဘူးမကြရှုံးဘူးပေါ့နော်ဖြတ်မှနေမယ်ဘုရားသခင်သားစစ်သမီးစစ်ကြောင့်လည်းဖြတ်မှနေမယ်ဆိုရင်ယုံကြည်ခြင်းအဖြစ်ဆက်လက်ပြီးတော့ဟာဘက်ကိုလို့ပေါ့ဘယ်တော့ကြာအောင်မလဲဘုရားရဲ့ဘယ်တော့ကြာအောင်မလဲဇဘုရားတော့ဘုရားပြောသလိုယူပါယုံရေးထားလိုက်ပါနေ့မဲ့အချိန်ရောက်တဲ့အခါမှာပြည့်စုံပါလိမ့်မယ်ဒီဂျာကာလာပေါ့နော်ဒီဂျာကာလာလည်းဘယ်လောက်ကြာမလဲမသိဘူးနော်ဖြတ်မတော်သူဒီယုံကြည်ခြင်းအဖြစ်အသက်ရှင်နေမယ်ဆိုတဲ့စကားပဲနောက်ဆုံးနေနဲ့ပါပြီးတော့အဆုံးသတ်ချင်ပါတယ်လို့ပကမကတဲ့ကြည့်လိုက်တာရှိတာဒီစပကဘာရစမနော်ဘာဖြစ်တာသူပါဘာသူပါပါတဘောဆောစီကစားရဆေကတော့ခေတာကောတာခေဝကလူဘာစာတော့ဘုဒ္ဓနေဘာတာခွဲတာရလက်တာဘူတော်ဘာထောနာတကပါလေဓမ္မလို့တကိုနေကလကချာဟောပစီပစီဖိုနာဒုနမနေလောပါကစားရပတာမှုအပူနေဤပမေနဖိုနလီနောပကရဖိုတိတပါဟောပကောဒေါ်တာချုကဖာလေအိုဒေါ်တာတော်တာလိုဒေါ်ပကမေစကောဖိုလီတိတပါလေအမူလာတာလနာလက်တာခေါ်တာခဲအပူပကောဒေါ်တာစုတနာကကလကစားမဆေဘာရကေပရှက်ကူကရပါနေကေတင်ရတော့စုညာခေါ်ပတောင်မှုရဘူးပကစားအိုတော်ဘွားရှက်တော်ဘွားကူကရဘွားဒီဘွားတော်စုကလေးတဲ့ခွန်းတော်ခိမေလဒေါ်တာစုတနာကကလတိုင်တာကွေတမူလာလနာဒပကုမဒီတဘနာတာဒီတလမှုဆောဆွေကဘာဒကမေစကောတမလာမကပွန်မီဆောဆွေလေပတာအမှုဘူးလေပတာပတုပတာပတာစီတကတောပတာဖိတမအပုနေတကေပါလောစကောပတရာအလောလာတော့ဒီပုခောဖို့တော့စောတိတောအတောက်ဖို့ဒီပုခောဖို့တပုခဲလက်ခစေကဆာကီချီကွာချီအောကဆာကဆွေအောကဆာကမဆေအောဝဲတဲ့ကပုဖလေတော့တာကောတာခဲတလေးတာပစောတာထရမတာကလူဒါကမေဖိုလီတပတာဖို့တဖူလာအကေတာကပေါ်ဥအတာခေါပလေအဝဲတဲ့တာတာဖို့တာဖိတမဘူးတော့ပါလို့စီကောအဝဲတဲ့တာဖိတမပိတဖာစီကောဆဲကဆွေဆွာပါအောတော့စေကတမေပါတော့ကတိပါစီကောအတာဖို့ဘလူးဖို့တော့ကဲဘလကဖိုလီဖို့ခေါ်ဖို့ဒူတဖို့ဝတ်ကဘာကမေစကောဖိုလီတဖာလာတက်စီစီဖို့ကိနာလာတမှုရဘူးပါလို့စုနစုဘနေလောတင်ညာဤတော့တင်ညာပတာလေတာကေပတာဖိတမပတာမှုရဘူးကစားမနမဘွဲဘွားတော့တာဆွေဆွာဒီဘနဖို့ဒါပကမူဒီတဘနတာကိုတာနမဆရာရှတ်တော့ပါနေကေလာပကဆိုင်ရှိခရအမေဘူးဘွေတာပါတဘောဆောဆွေကစားရအာလောတဆုကစားတတူညောတညောအာတော့တာခိကရဘူးလို့မော်ရဆွေသူတော့ခွာကေသူတကေ
မောယာယုကဘောတသူလအမေဒတုပါတေဘလူဖို့တကေလောမောယာပါထမေလတုလောဒခိလတုလဓမ္မတာဖို့နေတကေနမောဒါတေကြလေရွာဘာတခုခွာတော့တာဆောဆွေအတာဆွေကလောဘာလေသူလောခေတော်ဆုညာခေါ်တဘိုးယူခေါ်နေတကေအာမင်နဲ့ W